တရုတ်နာမည်ကြီး YouTuber ရှောင်းလောင်ဟာတရုတ်နိုင်ငံဖိုယွန်မြို့ကတရေချောက်တယ်လို့နာမည်ကြီးတဲ့အလဲတန်းကျောင်းကိုတရေချောက်ဖို့သွားခဲ့ပါတယ်ဒေသခံတွေအပြောအရအကြောင်းကြီးရဲ့လေးလွာကိုပိုင်ရွှေတင်ဆိုတဲ့ကောင်မလေးရဲ့ဝိညာဉ်က6လက်နေတယ်လို့ဆိုပါတယ်သူမကအိမ်သားထဲမှာသူ့ဘာသူတက်တည်ခဲ့တယ်လို့ဆိုကြပါတယ်ကောင်မလေးကအော်ဂန်တီးပြီးတော့တချင်းဆိုတာကိုကြိုက်တယ်လို့သိရပြီးညဘက်ဆိုရင်မကြအကြောင်းထဲကနေအော်ဂန်တီးတန်နဲ့တချင်းဆိုတာနေကြားနေရတယ်လို့ဒေသခံတွေကဆိုကြပါတယ်ဒီကျောင်းကြီးကိုရှောင်းလောင်ကပထမတစ်ခါရောက်ပူးပြီးသားပါပထမတစ်ခါသူလာကလေးကလေးလွာနာမှာ6ချဆက်ကောင်းလိုက်ရတဲ့ခုကိုသူတော့ကလုံးမိခဲ့တာပါ你妈的！出来！ဒီဗီဒီယိုကရှောင်းလောင်ရဲ့ fan တွေကြားမှာတော်လေးနာမည်ကြီးသွားပြီးရှောင်းလောင်ကိုနောက်တစ်ချိန်ထောက်သားပြီးဖို့တောင်းဆိုကြတာပါဒီတစ်ခေါက်တော့အရင်ကထက်အများကြီးဆိုးရတဲ့6လက်မှုတွေနဲ့သူကြုံရတော့မှာပါကျောင်းကြီးရဲ့အပေါ်တဲ့လွာတွေကိုတက်ကြည့်တဲ့အခါမှာသူပိနာပက်လေကနေပြီးတော့လှုပ်ရှားနေတဲ့အတန်တွေကြားနေရလို့ရှောင်းလောင်လည်းတော်တော်ကိုကြောက်လန့်နေခဲ့ရပါတယ်အဲ့နောက်ကျောင်းတဲ့တနေရာကနေပြီးတော့ချက်သီးထားစရာအတန်ကြီးတန်ထွက်လာခဲ့ပါတယ်我操！အပေါ်တက်တွေကနေအော်ဂန်တီးတန်ကြီးထွက်လာလို့ရှောင်းလောင်လည်းအသေးအံထွက်ပြေးခဲ့ရပြီးတစုံတစ်ခုကသူ့ကိုကျောင်းထဲမှာဆက်ပြီးတော့မနေစေချင်တော့တဲ့ပုံပါပဲ哎我操！哎我操！我操！အိမ်နောက်တော့ရှောင်းလောင်လည်းတက်တိမွေးပြီးတော့ကျောင်းကြီးတဲကတဲအချောက်ဆုံးဆိုတဲ့လေးလွာကိုတက်ကြည့်ခဲ့ပါတယ်ကန်းလို့တစ်ခါနေမှာခေါနကအတန်တွေထွက်နေတဲ့အော်ဂန်ကြီးကိုရှာတွေ့ခဲ့ပါတယ်အဲ့နောက်အဲ့ဒီအော်ဂန်ကြီးကိုနှောက်ကင်မရာတစ်လုံးနဲ့ record လုပ်ထားကြည့်ရင်းနဲ့ထူဆန်ပြီးကြောက်ကြားစရာကောင်းတဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်哎我操！哎我操！哎我操！操你！操你妈的！出来！啊！火！哎呦我操你妈的！我操你妈的！
တရုတ်တွေရဲ့တလေကဆဲရနဲ့ဒေါသထွက်ပြတာကတရုတ်တရေတွေကိုနှင်တာလို့ဆိုကြပါတယ်ရှောင်းလောင်လည်းတောက်လျှောက်တရေကိုဆဲနေခဲ့ပေမဲ့လို့အချိန်ကြီးကပိုပြီးတော့ပဲဆိုးလာခဲ့ပါတယ် 你给我擦一擦不？操你妈的！操你妈的！这啥玩意儿啊？打不开！哎呦我操！哎呦我操！我操！操你妈！我操你妈呀！我操妈！我操！我操！我操你妈！我操！我去了！ ရှောင်းလောင်ကအခန်းပြင်ပမှာမိနစ်ဝက်လောက်ပဲရှိသေးရပါဒါပေမဲ့အော်ကန်ထားတဲ့အခန်းကရုတ်တရက်မြူတွေထွက်လာပြီးတော့ကောင်မလေးရဲ့ဝိညာဉ်လိုထင်ရတဲ့ရေမဲကြီးတစ်ခုပေါ်လာခဲ့ပါတယ်ဒါနဲ့ပဲရှောင်းလောင်လည်းကျောင်းထဲကနေအသေးအံထွက်ပြေးခဲ့ပါတော့တယ်ဒီတော့ဒီဗီဒီယိုကိုပရိသတ်ကြီးတို့ဘယ်လိုထင်ကြလဲဗျာရှောင်းလောင်က live stream မှာတကယ်ပဲတရေကို record လုပ်မိခဲ့တာလားဒါမှမဟုတ်ဒီဗီဒီယိုကလုံးချံဖန်နေတာလားဆိုတော့ပရိသတ်ကြီးတို့ပဲစဉ်းစားကြည့်ကြပါဒီဗီဒီယိုကတော့မလေးရှားနိုင်ငံရဲ့ဆေးရုံတစ်ခုမှာဖြစ်ပွားခဲ့တာပါ CCTV ကင်မရာတစ်ခုကရိုက်ကူးမိခဲ့တာဖြစ်ပြီးတော့အတော်လေးထူးဆန်းပါတယ်ဗီဒီယိုကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်ဗျာ ကောင်းလေးတယောက်ရဲ့အရေးလိုအရာတစ်ခုကိုမြင်ကြရမှာပါလူနာလာကြည့်တဲ့လူတွေကဒီအရာကိုမမြင်ရတဲ့အပြင်အဲ့ဒီအရာကိုဖျက်ပြီးတော့လမ်းလျှောက်လို့ရနေပါတယ်ဒါတက်ပို့ပြီးကြောက်စရာကောင်းတာကအဲ့ဒီအိယာတွေကလူနာကနောက်တည့်ရက်မှာတင်ဆုံးသွားခဲ့ပါတယ်ဒီတော့ဒီအရာကဒီလူနာရဲ့ဝိညာဉ်ကိုလာယူတာများလားတင်းတို့ရောဘယ်လိုထင်ကြလဲဗျာ